ဟိုးဝေးမှာလေလှမ်းမြင်နေရတဲ့ဇွဲကပင်လေအဲဇွဲကပင်တောင်ရှုပြီးကျွန်တော်ပြမယ်။မှာရူတော့တက်ဖို့ပေါ့နော်ကျွန်တော်ကိုယ်တိုင်လှုပ်ထားတဲ့လှေကားပေါ့ဒီလှေကားတက်ကြမယ်။ဒီလှေကားကိုစတက်ပါမယ်။လက်ကြိုက်ပါတော့အေးဆေးပဲဒီလေကားလည်းကျွန်တော်ကိုယ်လှုပ်ထားတာဒါတော့လုံနီးမားသွားလို့2ရက်တောင်ကြာတယ်ဝါးဒီမှာဆွဲကပဲတော့ရှူရမြင်ရပြီတိလားဒီနာလာကပြဟိုးမှာဆွဲကပဲတော့ရှူကင်းကျွန်တော်ဘွားမှာလေဒီလိုအိမ်ကနေပြီးဆွဲကပဲတော့ရှူကင်းကိုမြင်ရမယ်လို့တခါမှမတွေးဘူးပေါ့နော်အခုတော့ဆွဲကပင်တောင်ဒီရူတော့ကနေပြီးတော့လမ်းမြင်နေရနော်ဘယ်လောက်လှတစ်ပင်လေးတွေဒီဘက်မှာနည်းနည်းကွယ်နေတော့လေဒါဟိုးဘက်မှာအရိပ်ပဲမြင်ရဒီကနေလမ်းမြင်ရရှုခင်းပေါ့နော်ဒီပေါ်မှာအေးဆေးပဲကျွန်တော်တို့ကော်ဖီလာတောက်လဲရတယ်ညဘက်လေးလည်းလာပြီးတော့ထိုင်လို့ရတယ်အေးဆေးပဲဒီဘက်မှာလည်းတောင်ရှိတယ်ပေါ့နော်ဒါကတော့ဆွဲကပင်လိုမျိုးမြင်းတဲ့တောင်တော့မဟုတ်ဘူးတောင်သေးသေးလေးပေါ့နော်ဒီတောင်လေးရပါကောင်းလဲဆိုမနေ့ပိုင်းကျရင်တော့နေထွက်တယ်လေနေထွက်တော့အဲ့ဒီ9နာရီ10နာရီလောက်နေတွေကြတော့သူတောင်ကွယ်နေတော့လေကျွန်တော်တို့စီကိုချက်ချင်းမရောက်တော့အဲ့မနေ့ပိုင်းမှာဆိုအေးရပေါ့နော်9နာရီခွဲလောက်မှသူကတောင်ကိုကြော်လာတာနေရလေအဲ့ဆိုမနေ့ပိုင်းကတော့အေးဆေးပဲဟိုမှာပေါ့ဒါမြင်နေရကွန်တိချံပေါ့နော်ဒါအိမ်နောက်ဘက်ကကွန်တိချံပေါ့နော်အိမ်ကောင်းရင်ရပေါ့ဟိုးနောက်မှာတော့တောင်ပေါ့နော်တောင်သေးသေးလေးတစ်လုံးရှိမယ်ပေါ့နော်ကွန်တိချံကျွန်တော်အိမ်ရှိကိုထပ်ပြမယ်